40 ကြိမ်မြောက်မဲဆောက်မြို့တရုတ်ပုံကျောင်းကစံလူပွဲကိုစက်တင်ဘာ 9 ရက်နေ့ကကျင်းပခဲ့ပါတယ်ဒီလူပွဲကလူတန်းတဲ့စားစရာများကိုရယူဖို့လာရောက်တန်းစီသူများကတော့မြန်မာပြည်သားများဖြစ်ကြပါတယ်စားအုပ်နေကြက်တဲမှုနဲ့ကုန်စည်နှုန်းများအစမတန်မြင့်မားနေလို့မဲဆောက်ဒေသမှာရှိတဲ့မြန်မာအလုပ်သမားဗျံကျဈေးတွေနဲ့မြောက်ရီဘက်ကန်းကလာရောက်အလှူခံသူများအများပြားရှိခဲ့ပါတယ်ပါရီပါတယ်အဲမှာမားရဲ့စားရဲ့မားတော့လို့စမ်းဘယ်လောက်ပါစမ်းအပြင်ဟုတ်လားဒီတော့ဒီနဲ့လေးဟုတ်ပါဘူးအဲတော့ငါတက်ပါမယ်ဟုတ်လားဟုတ်လားကျောင်းကောင်းပါတယ်ငါခံကောင်းပါတယ်ဘယ်အခုဘယ်လာတယ်အခုဒီလာဘယ်ကနေလာနောက်ရဟုတ်လားဘယ်ချင်းနေစားလားစော်ရွယ်ထားတာ9 နာရီလောက်ရှိတယ်ဘာပါလဲဘာငါတက်တာပါလေရောငါတက်တာပါလိုင်းကန်းနဲ့လာလားမဟုတ်ခေါင်းရောက်ပါပြန်တော့ဘယ်လိုပြန်လဲခေါင်းရောက်မယ်ပြန်အဲ့ဒါလည်းထုတ်တယ်အများကြီးပဲလူနဲ့လာလဲမင်းတို့နဲ့လာတယ်ဘယ်ချင်းထွက်လာလဲဘယ်ချင်းနေလာဟုတ်လားပြန်ရောက်မလားကျောင်းမှာဝယ်ခြင်းလို့ဟမ်ခုဘယ်ကနေလာယူလဲတပည့်ကနေလာတန်းစီရလဲအလှခံသူမြန်မာပြည်သားတွေမနစ်ကထက်ပိုမိုများပြားနေတာတွေ့ရပြီးလူဦးရေ1000 စာလောက်သတ်မှတ်ထားပေမဲ့လာရောက်အလှခံသူများသတ်မှတ်ထားတာတဲ့အလွန်များပြားနေတာတွေ့ရပါတယ်ယခုနှစ်လူရန်ရမှာစံတုပ်ပေါင်း1000ငပိမမခောက်ဆွဲကြောင်းနဲ့မုတ်ထုပ်များပါဝင်ပြီးဗတ်တန်းကျော်တန်ဖိုးရှိတယ်လို့သိရပါတယ်ခင်ဗျာ